là ba thì khóc ca đó ký chi này bắt đầu rồi mà wow ký chi family lit lit lonely quá cái nào mà xây quần sao con này đấy đó ký chi rồi nhỉ luôn tông long tuổi đi con nó family từ du lịch bia rồi này chỉ con này bọn nó xa sống tức khóc tí lên mà nó đồ đấy mới phải xong G family ရဲ့အစားဆုံးပဲအစားဆုံးကိုတုံးလုံးတီးပြလေးကော့ကိန်လေးသုံးလုံးလေးတီးပြလေးကော့ကိန်လေးအဲ့လိုလောက်သွားခြင်းမယ်နော်ဒိုဝမ်းနေစားဒီဒိုဝမ်းနေစား1 2 3 4 5ကွက်မြောက်ရဲ့ဒီ6 5 4 4ကျိုးမှာအဲ့နေစားမယ်G ကွက်ပြီးပါsorry G ပြီးတော့မှဒိုပြီးတော့ re ခါကျတော့ A minor သူကရောဒီတစ်ခုရဲ့1 2 3 4 5ခွန်ရဲ့4ကျိုးမှာပြီးမှဒီကျိုးပြီးတော့ဒီအောက်ပြီးတော့ဒီပေါ်ဒါ A minor A minorအဲ့လိုတုံးတွေနောက်ပြီးတော့မီခါကျတော့ဒီမှာဒီဘက်ဒီနာမှာမီခါကျတော့ G A B ပြော B minor ပြောမီ G ရဲ့မီပေါ့နော်လက်အလုံးကကျတော့အားပြော B minor ဒိုရီမီအစင်မနေဒိုလာဒိုရီမီရောက်ရင်နော်မီရပြီးမိုင်နာမီပြီးမိုင်နာပြန်ပြမယ်ပြီးမိုင်နာဒိုရီမီပေါ့ဖာလေးရောက်ပြီးဖာကကျတော့ကိုရ C ဖြစ်မယ် G family နဲ့ဖာဆို C ဖြစ်ပါတယ်နော်အဲ့တော့ C ရဲ့အလုံးလေးရဒီမှာပါဒီမှာတကိတ်နေရတယ်ဒီမှာကိတ်နေရတယ်အဲ့တော့C နော် G family ရဲ့ Fa ပြောရမယ် Fa လုံးလေး Fa C ပြီးတော့ So ခါကျ D ပြောfamily ရဲ့ဆိုတာ D ဖြစ်ပါတယ်နော်အဲ့တော့ lit လုံးတွေက
ဒီတော့ဒါတော့ family code တဲ့အလုံးလေးပေါ့နော်ဟိုလက်တီမိုင်းလို့တော့မဟုတ်ဘူးအဲဒီ family လုံးလေးကိုရှင်းပြတာဖြစ်ပါတယ်ခင်ဗျာဒါတော့ဒီလုံးပေါ့ဆိုပြီးတော့မှဆိုလာကကျတော့E minor A B C D E minor အဲ့ဒါဒီမှာလာ E minor G family ရဲ့ E minor ကလာဖြစ်ပါတယ်တီလေးရောက်ပြီအာတီ G family ရဲ့တီကောဖြစ်ပါတယ်ဗျာဒါ G flat G flat ဖြစ်တယ်ဒိုမှာဆုံးတော့ G ကောဖြစ်တယ်အကုန်လုံးတစ်ချက်ပြန် round ပြမယ်နော် G Re Mi B minor Mi C so Fa so D ပြီးတော့ E minor မှာလည်း E minor တူပဲ G flat minor F flat minor တူပဲနော်ဒီမှာG family ရဲ့အလုံးလေးတွေကိုပြောပြတာဖြစ်ပါတယ်ဟိုနည်းနည်းတော့ရှုံမှာပေါ့လေးကျင့်နေဆိုတပြေးပြေးသိပါမယ်ထင်ပါပဲဖြစ်ပါတယ်တစ်ခေါက်ပဲဟိုတစ်ဆက်တည်းတီးကြည့်မယ်ပါပဲG family ရဲ့အလုံးလေးဖြစ်ပါတယ်ခင်ဗျာအဲတော့ကိုယ့်ဘက်ကိုနောက်အလင်းတင်းတယ်လို့တွဲပြီးတော့မှအလုံးလေးတွေကျင့်တော်လို့ရပါခင်ဗျာကျေးဇူးတင်ပါတယ်အနီးကပ်လေးတစ်ချက်ပြပါမယ်နော်အနီးကပ်လေးပြပါမယ်တစ်ခေါက်ဒါက G E minorဒါက B minor ဒါက C ဒါ D
ဒါက E minor ဒါ F sharp minor အဲ့ဒါပါပဲမြန်နည်းနည်းမြန်တီးတော့ငါမြင်အောင်လို့ပြတာဟိုတမျိုးတီးအောင်အဲ့လိုလဲရတယ်လက်ချောင်းလေးမြင်အောင်လို့ပြဒါ D ဒါ E minor ဒါ E minor ဒါ F sharp minorကျေးဇူးတင်ပါတယ်နားလဲမေလို့တော့ထင်ပါတယ်ခင်ဗျာများလေးချင်းပေးတော့လက်တွေတွက်လာမှာအဲ G family ရဲ့လုံလေးတွေဖြစ်ပါတယ်ခင်ဗျာကျွန်တော်လည်းအိမ်ငယ်ကိုဖြစ်ပါခင်ဗျာကျေးဇူးတင်ပါတယ်